ဦးအောင်ကမောင်ဘိုးတင်ကိုဆေးမင်းကြောင့်ပေါင်နီးမန်တန်ဖြစ်အောင်လန်းမော်သွင်းခြင်းများကိုအခြေခံမှတင် जा ပေးနေတယ်မောင်ဘိုးတင်ကညာပိုင်းသာတင်ပြပြီးနေကင်းဘက်မှာတော့မောင်ဘိုးတင်အားနေတယ်အားနေတဲ့မောင်ဘိုးတင်ကညနေစာအတွက်နေ့လယ်ကလေးကချက်ပြုတ်ပြီးရွာထဲမှာဖိုးထွေးတို့နွားเจ้าရာတို့လွေတလုံးနဲ့လိုက်မြဲဖြစ်တယ်အခုလဲဖိုးထွေးလို့လူပြပေါက်စာများမောင်ဘိုးတင်လိုကလေးတာများနဲ့ကျွဲနွားများเจ้าနေကြတယ်သူတို့ကအရေးကောင်းတဲ့တစ်ပင်အောက်မှာထိုင်နေကြလေတယ်မောင်ဘိုးတင်ကဖိုးထွေးရဲ့နတ်သိုးဝါကြီးကဟေ့ကောင်နေဟိုကျကိုဘိုးထွေးနွားနဲ့ဟိုဘက်ဆက်ချက်ကိုသားရနွားနဲ့ခွေဘယ်နွားနိုင်တော့လဲကိုဘိုးထွေးနွားရွာမှာဘရင်ကွာသူ့နွားပဲနိုင်မှာပေါ့ဖိုးထွေးကသူ့ဤနွားအမိုးတင်နေကြသည်ဖြစ်ရာပြုံးပြီးတော့သာသူ့ဤနွားအသေးချာကြည့်နေတယ်ဖိုးထွေးကြာမှပြုံးလိုက်ရပြီမောင်ဘိုးတင်ရဲ့နောက်ထပ်စကားကပေါ်လာကြည့်ပြီရှောက်ပြောမနေနဲ့ရွာနောက်ပိုင်းကကိုသားရဖေအခုနောက်မှဝယ်ဂျိုးကော့လည်းတကယ်မိုက်တာနော်ကိုဘိုးထွေးနွားမနိုင်တော့ဘူးဗျမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွေးလဲမောင်ဘိုးတင်ကိုသေးချာကြည့်ကတာရနွားလောက်တော့ကွာငါနွားတစ်ချက်ပြစ်ဆောင်လာတော့မရှိဘူးကွာဟုတ်ပါမလားဗျသိကြတယ်ကွာကိုဘိုးလေးပြောတာနော်ရေရင်းမြူနာမှာကိုသားနွားကြောင်းနဲ့ကျုပ်သွားပြောကြည့်သူလက်ခံကိုဘိုးလေးနတ်တိုးကရွာမှာအကောင့်သွားဝါခုသွားကွာမောင်ဘိုးတွေကကြောင်းစရာနွားမရှိရွာမှာလည်းဖော်မရှိတော့သူ့ရဲ့အပေါင်းအသင်းများနွားကြောင်းရာကိုလိုက်လာခြင်းဖြစ်လေတယ်နွားကြောင်းသားလေးများကနွားများခွေမိပြုတဲ့အခါတွားရောက်မောင်းလိုက်ကြပြီးနွားများမခွေကြတော့ဘူးအဲဒီလိုနွားကြောင်းသားများမောင်းလိုက်တဲ့အတွက်မောင်ဘိုးတင်နွားခွေတာကြည့်နေရကြည့်လို့များဖြစ်နေပြီတဲ့ဒါကြောင့်နွားခွေတာကြည့်နေတဲ့မောင်ဘိုးတင်ဟာဖိုးထွေးကိုမခံချင်အောင်စလိုက်ခြင်းဖြစ်တော့တယ်မောင်ဘိုးရဲ့အကြံစီတစ်ခုတော့အောင်မြင်သွားပြီဖြစ်လေတယ်သူနောက်ထပ်ကိုသားနွားကြောင်းရရေရင်းဖြူဘက်ကိုတာအေးလို့အမိရတဲ့နွားကြောင်းသားလေးနဲ့တူထွက်သွားလိုက်ပါတော့တယ်ဖိုးထွေးဆိုရကောင်အဲ့လိုပဲပြောလာဘိုးတင်သူ့နွားရွာနွားတွေဘယင်နဲ့ဗျာကျုပ်တော်မခံချင်ဘူးကျုပ်ကကိုသားဂျိုးကိုကလည်းမခေဘူးတော့ဆိုတော့မရဘူးဗျာမယုံရင်ဒီကောင်တာအေးသာမေးကြည့်ဟုတ်တယ်ကိုသားရရဲ့ဘိုးတင်ပြောတာဟုတ်တယ်ဗလင်းတို့ဘိုးစောတာအေးကလည်းဖိုးတင်နဲ့လမ်းမှာကလေးကညှိထားကြလိမ့်မယ်လောက်စလုံးများလောင်းစားလုပ်ပြီးဒိုင်လုပ်ဖို့လည်းတိုင်ပင်ထားပြီယာတာရရဲ့ရှေ့မှာအတိုင်ဖောက်ညီနေကြလေတယ်တာအေးကဆက်ပြီးတော့ပြောလိုက်တယ်ကျိုးတို့ကကိုဘိုးတွေနဲ့တဖွဲတည်းနွားကြောင်းနေဆိုတာဘာလို့လဲသိလားအေးပြောစမ်းပါဦးကိုသားတို့နဲ့လာကြောင်းနေတာဗျာအခုကိုသားဖေဝယ်လိုက်တဲ့ဂျိုးကုတ်ကြီးကကျုံနွားတွေကိုခွေ့မှာကြောက်လို့ဗျာကိုဘိုးတွေနွားသိတဲ့အတိုင်းဟန်ပဲရှိတာမလားအေးအဲ့ဒါတော့ငါလက်ခံဘိုးတင်အောင်ကြားတယ်ကွာတတိချေဒီနေ့နွားတိုက်မယ်လို့ပြောလိုက်ကွာအဲ့ကောင်ဖိုးတွေကိုသွားပြောလိုက်မယ်ဗျာကိုသားခမားကောင်တွေကိုလည်းပြောအောင်နော်လောက်စလုံးနဲ့လောင်းလို့ရတယ်ဆိုပြီးတော့စိမ့်စားကိုကြီးလည်းလောင်းလို့ရတယ်နော်သိလားအေးပြောလိုက်မယ်ကွာဟိုကောင်တွေလည်းထုံပြုံကုန်းကစိမ့်စားကိုတူးနေကြတယ်အတော်ပဲတာရီကမောင်ဘိုးတင်စိမ့်စားအောင်နဲ့လောင်းလို့ရသည်ဆိုပြီးစကားကိုနားမလဲပဲရှိနေတယ်မောင်ဘိုးတင်ကတာရကိုနှုတ်ဆက်ပြီးတော့ပြန်ချိန်မှာတာရီကစကားဆိုလိုက်တယ်တာရီထုံပြုံကုန်းသွားစိမ့်စားအောင်ရတော့တူးထားကွာဘာလို့ဘူးလဲဟာအဲ့ဒီကောင်တွေကစိမ့်စားအောင်နဲ့လောင်းနေမယ်ငါတို့လည်းစိမ့်စားအောင်နဲ့ပြန်ရောမှာကွာသွား brain နဲ့အပြည့်တူးကြမယ်အကြံကြီးသူမောင်ဘိုးတင်ကတာရီကိုတာရတို့ဖွဲ့စိမ့်စားကိုတူးနေတဲ့ထုံပြုံကုန်းကိုလွတ်လိုက်ပြီးစိမ့်စားကိုတူးထားစီကသူဒီကလည်းဖိုးထွေးရပွဲဖြစ်ပြီးသွားပြောပြီးတော့တာရင်းနဲ့အတူစိမ့်စားကိုပြန်တူးနေလိုက်ပါတော့တယ်တာရကသူရဲ့နွားကိုဆွဲလာပြီးတော့သူရဲ့ဖွဲ့သားများနဲ့ရောက်လာလေတယ်ဖိုးထွေးကလည်းနွားကိုဆွဲပြီးတော့သူရဲ့ဖွဲ့သားများနဲ့ရောက်လာခဲ့ကြတယ်မောင်ဘိုးတင်နဲ့တာရီဒီကတေပင်ရိပ်အောက်မှာရက်ဆောင်နေပြီးလမ်းခေါ်လိုက်ကဟေးလူတွေဒီကိုလာခဲ့တာခင်ဗျားတို့နွားတွေကိုဘယ်သူကြည့်ခိုင်းခဲ့လဲတယောက်ဆောင်ခိုင်းခဲ့တယ်ကွာပွဲစမယ်ဒီပါဦးခင်ဗျားတို့ယောက်ကဟောဟိုကဥကျော်လဲခွဲတဲ့နွားဆွဲသွားကျန်တဲ့သူတွေကဒီလာခဲ့မောင်ဘိုးတင်ရဲ့ပြောစကားတိုင်းလူပဲပေါက်စနှစ်ယောက်ဟာတကယ်လိုက်လုံနေလေတယ်သူတို့ရဲ့နွားများကိုနှဖားကျိုးမှဆွဲပြီးတော့မလန်းမကန်းမှရှိတဲ့ဥကျော်လဲခွဲတဲ့ကိုဆွဲသွားကအတန်ကွာဝေးတဲ့နေရာမှာနွားတစ်ယောက်တကောင်ကိုဆွဲပြီးတော့ရက်နေကြလေတယ်နွားတစ်ကောင်စီကလည်းခွာများရက်ပြီးတော့တုံမီနေကြလေပြီမောင်ဘိုးတင်နဲ့တာရီတို့ကနွားချောင်းသားများနဲ့အလုရှုံနေလေတယ်ဘယ်နွားဘက်ကလောင်းပါလဲဘယ်နွားဘက်ကလောင်းစားရူပဲနော်တို့ကဒိုင်းဆိုပေမဲ့မင်းတို့မျှပြီးထိုးကြတစ်ဖက်တည်းကုံလောင်းလို့တို့ရှုံးရင်မရောဘူးနော်အဲ့ဒါတခါလေးပြောထားတာဟုတ်တယ်မင်းမတာလောင်းကြတော့နှစ်ကောင်လုံးကတို့ရွာနွားတွေကြီးပဲမောင်ဘိုးတင်နဲ့တာရီကလောင်းထားတဲ့လောက်စလုံးနဲ့စိမ့်စားအောင်များကိုမြေမှာပုံလိုက်ပြီးဘသူလောင်းထားတယ်ဆိုတာကိုစိတ်နဲ့မှတ်သားထားလိုက်ပြီးတော့ဖိုးထွေးတို့ကလမ်းអော်လိုက်လေတယ်ကိုဘိုးတင်နဲ့ကိုသားရကျိုးတွေဖြုတ်လိုက်ဗျာဖြုတ်ပြီးလွတ်လို့ရပြီအေးဘိုးတင်ဖိုးထွေးနဲ့တာရဟာနွားနှစ်ဖားကျိုးမှာခြီထားတဲ့ကျိုးများကိုဖြီးပေးလိုက်ပြီးလွတ်လိုက်ကဘိုးတင်တို့ရှိတဲ့တစ်ပင်ရိပ်အောက်ကိုပြေးလာကြလေတယ်နွားနှကောင်စီကရိုးပြလဲထဲမှာညနေဆောင်လို့နေအောင်အောက်မှာတကောင်နဲ့တကောင်ရန်ဆောင်နေကြပြီးဘိုးတို့ရဲ့နွားမှာတွန်တန်ပေးလိုက်စဉ်တာရရဲ့နွားမှာပြေးပြီးတော့ပွေပါလေတော့တယ်နွားတွေကရိုးပြလဲခွင်းထဲမှာအာမန်ကိုအကုန်သုံးပြုတ်ပြီးခွေနေကြသလိုတေပင်အောင်မှာဘိုးတင်တို့ကလည်းတိုးနဲ့တဖန်ဖို့ထိုးနေကြလေတယ်ကြည်လာမင်းတို့ကိုဘိုးတင်နွားကလတ်လဲလိမ့်မယ်
ကိုသားနွားဂျိုးကုန်းပေမဲ့မခေဘူးဗျအေးဟုတ်တယ်အချိန်တန်ကြာတဲ့ခါမှာตาရရဲ့နွားဟာနောက်ကိုစုပ်ကာနဲ့ပြေးလီတော့သည်ပြေးသည်ဆိုတာနဲ့တခါတည်းတန်းမပြေးပဲပြေးလိုက်ပြန်ခွေးလိုက်နဲ့မောင်ဘိုးတွေတို့တစ်ပင်ရိန်သားကိုပြေးလာရာမောင်ဘိုးတွေနဲ့ตาအေးကလောက်စလုံးများစိမ့်စားအောင်များကိုလွယ်တဲ့ထည့်ပြီးတစ်ပင်မောင်ကိုအလင်းများတက်ပြေးလီတော့တယ်ကျန်သူများကမောင်ဘိုးတွေနဲ့ตาအေးတို့ကိုကြောင်ကြည့်ကနေလို့ကျန်သောသူများကလည်းလိုက်ခွေနေတဲ့ဖိုးထွေးရဲ့နွားကိုကြိတ်လုံးနဲ့ဝင့်ပြကနဖားတို့ကိုအတင်းလိုက်ဆွဲလီတော့တယ်ဒီလိုနဲ့ဖိုးထွေးရဲ့နွားနဲ့ตาရရဲ့နွားနှကောင်မှာတန်ရာပရပွားနဲ့နွားတိုက်ပွဲကပြီးဆုံးသွားလီတော့တယ်ဦးအောင်ကသူ့ရဲ့အိမ်ရောက်တန်းရမှာထိုင်နေတဲ့မောင်ဘိုးတွေကိုစူပူနေတယ်။စူရသည့်အကြောင်းကလည်းဖိုးထွေးနဲ့ตาရတို့ရဲ့နွားများဒဏ်ရာများကြလာကြတာကြောင့်လူကြီးများကစူငေါ့ရင်မေးမြန်းတဲ့အခါနောက်ဆုံးလက်သေးမောင်ဘိုးတင်ဖြစ်နေသည့်အတွက်ဦးအောင်မှာစူနေခြင်းဖြစ်တော်တယ်။ကောင်းလေးမင်းကွာနွားသွားကြောင်းနဲ့ကောင်းလေးနောက်လိုက်ပြီးတော့နွားတိုက်ခိုင်းရတယ်လို့ကွာ။အဘကျုပ်ကိုပဲငေါ့ကျုပ်ကတိုက်ခိုင်းလို့ဘာလို့ပြောရလဲ။ပြောတဲ့ကောင်ကျုပ်သွားလို့မယ်။မင်းကအခုထိဝင်မခံသေးဘူးလား။ဟာဘာလဲဗျာကျုပ်တိုက်ခိုင်းတာမဟုတ်ပါဘူးဆိုမှပဲကျုပ်ကကိုဘိုးလေးနွားကိုသားနွားကိုနိုင်မမလားပဲပြောတာကျန်တာသူတို့ဘာသာတိုက်တာပဲကျုပ်နဲ့ဘာမှမဆိုင်ဘူးမင်းရှောက်ပြောနေတာမဟုတ်လားမယုံရင်ตาအေးတို့အောင်မြင့်တို့ကြော်လင်းတို့မေးကြည့်ဗျာကျုပ်ပြောတာဟုတ်တယ်ဆိုတော့အဘကျုပ်ငေါ့ထားတဲ့အတွက်တခုဝယ်ပေးရမယ်ဟွန်းလာကြည့်သေးအဘမတရားမလုပ်တတ်ပါဘူးဗျာကျွန်တော်သိပါတယ်ဟေးကောင်မင်းလာမြောက်မနေနဲ့ငါမမြောက်တတ်ဘူးရောက်မြောက်တာမဟုတ်ပါဘူးဗျာကျုပ်ကအမှန်တရားကိုပြောတာပါအဘရဲ့တပည့်ဘိုးထင်ဆိုတဲ့ကျုပ်ကအဘနာမည်ကိုထိခိုက်အောင်မဟုတ်တာလုပ်ပါမလားဗျာအဘတိတာစဉ်းစားကျုပ်ရင်နှွေးသွားခတ်လိုက်အောင်မရင်နှွေးချမ်းလေးတောက်ပြီးတော့သာစဉ်းစားတော့ဦးအောင်ဘာမှပြန်မပြောခင်မောင်ဘိုးတင်စပွဲကုန်းမှရင်နှွေးအိုးကိုယူလိုက်ပြီးမိဖို့ကြောင့်ပဲထွက်သွားကရင်နှွေးကိုရင်နှွေးဖြည့်ပြီးတော့ပြန်လာပြီးတဲ့နောက်စပွဲကုန်းမှာတင်လိုက်ပြီးတော့အဘဒီမှာရင်နှွေးကျုပ်ကြွားလေးသွားလိုက်မယ်ဗျာဦးအောင်ကအိမ်အောင်မှရှိတဲ့အိမ်တိုင်းမှာချိတ်ထားတဲ့လွယ်ကိုယူပြီးအိမ်ဝိုင်းပြင်ထွက်သွားတဲ့မောင်ဘိုးတင်ကိုကောင်းလေးမင်းကိုမနှက်ပြန်အလုပ်ခိုင်းမယ်တော့သိလားညမှပြောတော့ဗျာကျုပ်တန်းကျုပ်သွားထိုးလိုက်အောင်မယ်သွားပြီဖို့မောင်ဘိုးတင်ကအိမ်ဝိုင်းပြင်ကိုထွက်ရင်းနဲ့ပြန်အော်၍ပြောလိုက်ပါတော့တယ်ဘေးပင်ရွာလည်းမှာရှိတဲ့မကြီးပင်များစွာပေါက်ရောက်နေကအေးများတဲ့မကြီးပင်ရိတ်အောင်မှာဖြစ်တော်တယ်အဲ့ဒီရိတ်အောင်မှာဘေးပင်ရွာသားများသာမကတခြားရွာသားများပါစုယုံနေကြတယ်လောက်စလုံးကြီးတန်ကြိုထိုးကြတဲ့မောင်ဘိုးတင်တို့ဖွဲ့တန်ကြိုမထိုးတော့ပဲလူကြီးလူငယ်လူရွယ်များစုယုံနေတဲ့နေရာကိုဝင်ကြည့်လိုက်ကြတယ်ရွာသားများကငွေကြီးဖြစ်ကိုမီထိုးနေကြတယ်ကိုမီဆိုဒီမှာဒိုးသီး10လုံးကိုထိုးမိတန်ကြိုကွင်းတကွင်းစာအကွာဝေးဖြစ်တန်းပြီးတော့စိုက်ထားရတယ်အဲ့ဒီတန်းထားတဲ့ဒိုးသီး10လုံးရှိမှာစီးတစ်ခုတားထားတယ်အဲ့ဒီစီးရဲ့အတွင်းမှာပေါက်ဖြစ်ပြီးတရားမဝင်ပါကိုမီတန်ကြိုထိုးရမှာဒိုင်ရှိတယ်ဒိုင်ကကိုမီထိုးမဲ့သူကိုအရင်ငွေဘလောက်ထိုးမယ်ဆိုတာကိုမေးရတယ်တကွင်းကို3ချိန်ထိုးလို့ရတယ်တစ်ချက်တည်းတော်လို့ကတော်နိုင်တယ်3ချိန်ထိုးခြင်းအပေါင်း6ကအကြီးဆုံးဖြစ်တယ်3ချိန်လုံးတစ်ကြီးကြရင်တစ်3လုံးဖြစ်ကတစ်ချိန်နဲ့အလုံးရဲ့အများကြီးရင်လည်းပွက်တီကိုခေါ်တယ်တစ်ချိန်နဲ့10လုံးတစ်ခါတည်းလဲကဂါကြီးကိုခေါ်ကဒိုင်းမှတန်းရော်ပေးရတယ်အဲ့ဒီဂါကြီးကဖြစ်ခဲလီတယ်လောင်စားကိုတော့ကြေးလက်တော့အများမှာတရားဝင်ကစားနေကြတယ်ထိုးသားများအကုန်ထိုးပြီးကဒိုင်းလုံးသူကနောက်ဆုံးမှထိုးကအယောစားလုပ်ကြတယ်အခုမောင်ဘိုးတင်ဒိုင်းဖြစ်သူနားကိုတိုးရကြည့်နေလေတယ်ဒိုင်းကတခြားရွာသားဖြစ်ပြီးပေပင်ရွာကိုအမြဲတမ်းရောက်သူဖြစ်ကမောင်ဘိုးတင်နဲ့တိသူလည်းဖြစ်တယ်ဒိုင်းကရပ်ပလင်းကိုဘေးမှာချပြီးတော့သူ့လှည့်ကြတိုင်းတစ်ချိန်မော့နေသူဖြစ်တော့တယ်မောင်ဘိုးတင်ကဒိုင်းသားမှာနေ၍ဘေပင်ရွာသားများထိုးသောအခါအော်ဟစ်အားပေးနေလေတယ်တိကဲနောက်တစ်လာဗျာအိုးတစ်သုံးဆုံးရှိပြီနိုင်သွားတော့ထိုးသားဒီကမောင်ဘိုးတင်ကိုကြည့်ပြီးတော့ရီပြကလက်ပြနေလေတယ်ရွာသားများအားလုံးကလည်းမောင်ဘိုးတင်လေးကိုချစ်ခင်ကြတယ်အဲ့ဒီຢာကိုမသိတော့ဒိုင်းလုံးသူကမောင်ဘိုးတင်ဟာအောက်လန်းလေးတွားတန်းကွာဝေးမင်းကောင်ရှုံးအောင်အောင်လန်းနဲ့လှုပ်ထားမှာလားခွေးကသာအောက်လန်းလေးတွားငါနာထွက်သွားစမ်းတွားကွာမောင်ဘိုးတင်ကဒိုင်းလုံးသူတခြားရွာသားမှအဲ့ဒီလိုပြောတဲ့အခါကိုမီထိုးတဲ့တန်ကြိုတန်ကွင်းကိုကင်ထားကငုတ်တုံမေ့နေတော့တာရမှဟေးလူခင်ဗျဘာဆောက်စကားပြောရလဲတာရကတန်ကြိုနဲ့မောင်ဘိုးတင်ကိုပြောဆိုပြီးဒိုင်းဟာပြစ်ဖို့လှုပ်ရဘေးမှာလူကြီးများကဝိုင်းဆွဲထားလိုက်ကြလေတယ်ဖိုးရီတို့တတိုက်ကြီးလွယ်များထဲမှာလေးဝါများကိုထုတ်ကပြစ်ဖို့ဟန်ပြနေစဉ်လူကြီးများကဆွဲထားလိုက်ရပြန်နေအနေအေးတဲ့မောင်ဘိုးတင်တို့အဖွဲ့ထဲမှာအောင်တန်းကြော်လွင်ဖိုးစိန်တို့လေးဝါတပင်ပင်နဲ့ဖြစ်လေနေရလူရွယ်တချို့မှထိမ့်သိမ့်လိုက်ရပြန်နေအဲတော့လူကြီးတဦးကဒိုင်လို့သူတခြားရွာသားဟဲကောင်သားတင်မင်းရွာမင်းပြန်တော့မင်းစကားကိုကြည့်ပြောတော့ဘိုးတင်ကငါတို့ရွာသားဖြစ်နေပြီကွာနောက်တစ်ခါဘိုးတင်ကိုဒီလိုစောက်စကားပြောရင်မင်းဟိုပါငါတို့ဝိုင်းရိုက်မှာတော့ကြားလားတော့ပြန်တော့ရွာထဲမှာလှဖေဦးမြည်ရတဲ့လူကြီးမှဒိုင်လို့သူကိုငောင်ငန်းပြောဆိုကပြန်ခိုင်းလိုက်တော့တယ်ထို့သူပြန်သွားမှရွာသားများဟာမောင်ဘိုးတင်နားကိုလာက
ပခုံးကိုပုတ်၍ဘိုးတင်အေးစိန်တော့ဘာမှဖြစ်ဘူးမင်းတို့ထိရင်ငါတို့ဘေဘီအောင်ထိတာနဲ့တူတူပဲကွာကလေးဥက္ကရာကြီးများဖြစ်ကြတဲ့ဖိုးထွေးနဲ့ตาရသည်ပဲမောင်ဘိုးတင်ပခုံးကိုတစ်ဖက်တစ်ချက်ဖတ်ထားကဘိုးတင်ငါတို့ညလူပြိုလဲမလိုက်ခဲ့ပါလားကြက်ကာလာသားကျကျွေးမယ်လေကွာဖိုးထွေးကိုကြည့်ကမောင်ဘိုးတင်ကမဆိုင်မတွခေါင်းငိမ့်လိုက်တော့တယ်ခေါင်းငိမ့်ရသည့်အကြောင်းကလည်းရှိသည်ကြက်ကာလာသားကျကျွေးမိမဟုတ်ပါလားတို့ပေမဲ့မောင်ဘိုးတင်ကြက်ကာလာသားတစ်ခုတည်းကြောင့်ခေါင်းငိမ့်ခြင်းမဟုတ်ပေစကားလေးနဲ့သူဟာပြောသည်ကိုရွာသားအလုံးမကျင်မနှက်ဖြစ်နေကြသည့်အတွက်မောင်ဘိုးတင်ကျင်တဲ့ချင်းဖြစ်တယ်လို့သူ့ဘောကောင်းသည့်ဒီရွာမှာအခြေချနိုင်ရင်ကြိုတင်ကသရိုသမီးရှာကြည့်ထားမည်ဟုတွေးလိုက်ချင်းကြောင့်ဖြစ်ပါလေတော့တယ်မောင်ဘိုးတင်ညနေဆောင်ရင်အိမ်ပြန်လာလိအိမ်ရောက်သည်နဲ့ဦးအောင်မကောင်းလေးမင်းမနှက်ပြန်မင်းရွာကိုသွားရမယ်မောင်ဘိုးတင်ကဦးအောင်ကိုကြည့်ပြီးတော့မျက်ရည်များဝိုင်းလာတယ်ဝိုင်းနေတဲ့မျက်ဝန်းထဲမှာမျက်ရည်များဟာဘယ်ဘက်မှအရင်ကတဖြည်းဖြည်းကျလာသလိုညာဘက်မှလည်းတဖြည်းဖြည်းကျလာနေတယ်မောင်ဘိုးတင်ကကျလာတဲ့မျက်ရည်များကိုလက်ကောက်ဝန်းနဲ့တုပ်လိုက်ပြီးအေးပါဗျာအဘကျုပ်ကိုမနေစေချင်တော့ရင်လည်းကျုပ်ပြန်ပါမယ်အဘကိုကျုပ်ပြစ်တွေလုံးမြင်လဲခွင်းလို့ဟာကောင်မင်းဘာတွေပြောနေတာတော့ဟာအဖကျုပ်ပြန်ခိုင်းနေတာမဟုတ်ဘူးလားကဲဒီကောင်လေးတော့ကြောင်တောင်နဲ့မနှက်ဖြန်ညိုမအောင်သွားခေါ်ပြီးတော့မင်းတို့ရွာထဲမှာတရေပူးနေတဲ့လူရှိတယ်ငါ့ကိုလာခေါ်ထားတယ်သူတို့ပြောပုံညာအဲ့တရေကိုမင်းအောင်နိုင်တယ်သွားထုတ်လိုက်ပြီးရင်ငွေ90တောင်းခဲ့မင်းကအစိတ်ယူကြားပါလားဟာအဖစိုးစိုးကလေးအဲ့လိုပြောမှာပေါ့အဲ့လိုပြောရင်ဘာပြောမှမလို့လဲကျုပ်ကတော့ဘာပြန်ခိုင်းနေဒီမျိုးဝမ်းနေနေလိုက်တာဗျာဒါနဲ့ကိုညုံမမခေါ်ပဲတခြားလူခေါ်ရင်ရလာပါရတယ်လေမင်းကကူးရမယ်ကောင်ဟိန်းနဲ့ဟန်နေတော့နေကလေးဆိုပြီးတော့အထင်မသေးအောင်ပညာသာပြလိုက်ငနက်ကိုခေါ်သွားကြည့်ဟာငနက်ကိုမခေါ်ပါဘူးဗျာတရေတကောင်ကျုပ်ဖမ်းခဲ့အခုသမင်းစားပြီးကိုဘိုးလေးတို့စီသွားလိုက်အောင်မယ်ဗျာမင်းကတော့အိမ်ကိုကတ်တယ်ကိုမရှိဘူးကောင်လေးဟာကြောင်ရင်ထဲမှာကြက်သားကြော်ထားတယ်ထည့်စားလိုက်ပြီးရင်အပေါ်ကကောင်မတွေကိုကျွေးရမယ်ရက်ရောက်ပြီနော်နီးဘိုးထဲမှာပြင်ဆင်ထားတယ်မင်းရွာထဲမသွားခင်ကျွေးခဲ့ဟုတ်ကဲ့ပါမောင်ဘိုးတင်ကဦးရဲ့စကားကိုဖြေပြီးတော့မိဖို့ကြောင့်ဘက်စီကိုထွက်ခွာလာခဲ့ပါလေတော့တယ်ဖိုးထွင်းနဲ့သားတို့လူပြိုပေါက်စာများဘင်းကြိုတလက်ဖြစ်အိမ်ကြီးတိမ်ရှိလမ်းတွင်လက်ဆွမ်းပြနေသည်မောင်ဘိုးတင်ကဖိုးထွင်းတို့ယူလာတဲ့ကြက်ကာလာသားကြက်ကိုတယောက်ထဲနောက်မှနေပြီးတော့လွေးနေတယ်တချင်းတစ်ပုတ်ပြီးတဲ့အခါမှာဖိုးထွင်းကမောင်ဘိုးတင်ဟာဘိုးတင်မင်းကောင်တခုကူညီမလားပြောလေကိုဘိုးထွင်းငါ့ကိုဒီကမိကြိုစာပေးပြပါလားကွာမောင်ဘိုးတင်ခိတ္တများစဉ်းစားလိုက်တယ်မျက်နှာမှာလည်းနေငယ်ပြုံးလာကပေးလို့ရပါတယ်ဗျဒါပေမဲ့ကျုပ်ကလည်းတခုတော့ကူညီရမယ်ပြောကွာကူညီမယ်မနေ့ကကျုပ်ရွာကိုသွားမှာကိုဘိုးလေးလိုက်ခဲ့ရမယ်ဖိုးလေးကခဏစဉ်းစားလိုက်ပြီးတော့ဘယ်လောက်ကြာမှာလဲမင်းကသွားတာတရက်တော့ကြာတယ်ဗျနောက်နေ့တန်းပြန်လာကြတာပေါ့အေးကွာလိုက်မယ်ကွာမင်းသာစားပေးစိတ်ချပါကိုဘိုးလေးရတယ်အခုသွားပေးမယ်ပေးစားဟာမလုံနဲ့ဦးဟာကောင်ရအခုတော့စိတ်ရှုံမင်းရွာမှာပြန်လာမှာပေးပြီလေကွာနော်ပြီးတာပဲဗျာမနှဆောသွားမယ်နော်ထမင်းထုတ်ခဲ့အောင်ဖိုးထွင်းနဲ့မောင်ဘိုးတင်တို့စကားကိုနားထောင်နေတဲ့ตาရကမောင်ဘိုးတင်ဟာဘိုးတင်ငါ့ကိုလိုက်လို့ရလားရတော့ဗောဗျာလိုက်မှသိကြလားသိကြတယ်ကွာဘိုးတင်အဲ့ဒါဆိုရင်ကျုပ်အိမ်လာခဲ့ဗျာအိမ်တော့မလာဘူးကွာဟိုဂျွာအထွက်ကစောင့်နေမယ်လေအဲ့ဒါဆိုလည်းပြီးတာပဲဗျာပြီးတော့ကျုပ်ကဆေးသွားကူမှာတော့တခုတော့မှားထားအောင်မယ်ကျုပ်လူနာကိုကူနေတဲ့အချိန်ကျရင်ကျုပ်ကိုလေးစားဆက်ဆံမကြလားမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွင်းနဲ့ตาရဟာမောင်ဘိုးတင်ကိုငေး၍ကြည်နေပါလေတော့တယ်မောင်ဘိုးတင်တို့၃ယောက်မနက်ဝေလီဝေလင်းကလေးကပေပင်ရွာမှထွက်လာခဲ့ကြတယ်အပသွားထုံးမဲ့မောင်ဘိုးတင်တို့၃ယောက်နဲ့အငယ်ဆုံးသောမောင်ဘိုးတင်မှာဆက်ရဖြစ်လေတယ်၃ယောက်လုံးလွယ်တယောက်လုံးလွယ်ကတွေ့ရငှက်များကိုပြစ်နေကြလေတယ်မောင်ဘိုးတင်ကလမ်းမှာဖိုးထွင်းနဲ့ตาရတို့ဟာမှားကြားနေသေးတယ်တပည့်တို့ဘိုးတင်ဘယ်ရတပည့်လေကွာငါတို့ကဖော်လိုက်တာနော်အေးပါဗျာမေ့သွားလို့ပါဒါမဲ့အပမီနဲ့အိမ်ရောက်နေကြုတ်ပြောတာတွေတော့အလိုက်တသိနဲ့လုပ်ပေးဗျာနော်အေးပါကွာဒါနဲ့ကိုဘိုးတွေတို့ကိုသားတို့ကတရေကြောက်တယ်လားကြောက်တော့ကြောက်တာဗောကွာမင်းကလည်းကျုပ်ပါတာပဲဗျာမကြောက်ပါနဲ့ကျုပ်တင်းချိုင်းသွားပြီးတော့တရေမွေးရအောင်ပဲဟာအဲ့ဒါဒီလေမင်းကလှုပ်တက်နေပြီလားဟာနည်းနည်းတော့ဖြစ်နေပါပြီမကြခင်လက်တွေ့သိရမှာဟောနော်မောင်ဘိုးတွေတို့၃ယောက်သိစိန်ရွာကိုလမ်းလျှောက်လာလျာနေမုန်းတဲ့ချိန်မှာညောင်မင်းကြီးနားကိုရောက်လာခဲ့လေတယ်မောင်ဘိုးတင်ကညောင်မင်းကြီးကိုမြင်တဲ့အခါမှာကိုဘိုးလေးနဲ့ကိုသားတို့အဲ့ညောင်မင်းသားမှာနားထောင်အောင်ဗျာတေးတမောအိတ်လို့ကောင်းတယ်အဲ့ပင်ရဖိုးတွေကအုံဆိုင်နေညောင်မင်းကြီးကိုကြည့်ကဘိုးတင်မင်းပင်ရတရေတွေပါလေရှိမှပုံကြီးနော်ကိုဘိုးတွေကလည်းဗျာတရေရှိတော့လေစင်ပြေတာဗောတခါတည်းဖမ်းသွားအောင်ပဲလေဗျာဟန်ကြတာ哦အော်မင်းကတော့လေပြောတော့မယ်
မောင်ဘိုးတင်တို့လည်းညောင်မင်းကြီးအောက်မှာဝင်ကထမင်းကြိုင်များကိုဖွင့်ပြီးတော့ထမင်းစားရန်ဟန်ပြင်လိုက်တယ်မောင်ဘိုးတင်ကဦးအောင်စီရင်ခန်းထဲမှာတရေမြင်နိုင်တဲ့မန်တန်ကိုအလွတ်ကျက်ပြီးရွက်ကလက်ညှိုးနဲ့သူ့ရဲ့မျက်လုံးကိုကွင်းထားလိုက်တယ်တာယာကသူ့ရဲ့ထမင်းကြိုင်ထဲမှာဟင်းနဲ့ထမင်းကိုအနေငယ်ယူကညောင်မင်းကြီးပတ်ဝန်းကျင်ကိုပတ်လိုက်ပြီးစားကြပါတောက်ကြပါစားဦးစားပြားကိုတင်မြောက်ပါတယ်ကိုသားကဘာလုပ်တာလဲဗျာငါတောတဲ့ကိုအဲ့လိုလုပ်တတ်တယ်ကွာပြီးတာပဲဗျာကဲစားကြစားပြီးဝင်ခဏမေးကြမယ်သူတို့အားလုံးထမင်းစားနေကြလိမ့်တယ်မောင်ဘိုးတွေကထမင်းစားနေစဉ်မှာတာယာပတ်ထားတဲ့ထမင်းဟင်းများအနားကိုတဲမကြီးတကောင်ညောင်မင်းပင်စီမှာထွက်လာကရှောက်လှမ်းလာနေတာကိုတွေးလိုက်ရလိမ့်တယ်မောင်ဘိုးတွေကတစ်ချက်ပြုံးလိုက်ကထမင်းကိုသာဆက်၍စားနေလေပါတော့တယ်မောင်ဘိုးတွေတို့ထမင်းစားပြီးညောင်မင်းကြီးပေါ်တွေ့တက်နေတဲ့ຫນွယ်များကိုပကတ်ပုံပြုတ်လို့ရမေးနေကြရင်စကားပြောနေကြလိမ့်တယ်ဘိုးတွေမင်းဘင်းကြိုတီးတဲ့ချင်လားငါတင်မိမယ်လေတော်ပါကိုဘိုးတွေကခမ ्या ကိုရွာလူကြီးသားမို့မခင်လေးဖေကလေးခွားနဲ့မထုတာတင်နဲ့ဟာကောင်ဘိုးတင်မင်းကငါဂီတအောင်မခံစားတတ်ဘူးပဲမောင်ဘိုးတင်ရဲ့စကားကိုတာယာကကြိတ်ပြီးတော့ရီနေလေရာဖိုးတွေတိတ်တော့မကျေနပ်ပြီမကျေမနပ်ဖြစ်နေတဲ့ဖိုးတွေကိုမောင်ဘိုးတင်ကစကားဆိုလိုက်တယ်ကျုပ်ကဘုံတီးကျင်တာဗျာဟာမင်းကလည်းအဆန်းကြီးပါလားကျုပ်ဘုံလိုချင်တယ်ဗျာမင်းဘိုးတော့ဝယ်ခိုင်းလေဘိုးတင်ဟာစဉ်းစားထားတယ်ဗျာကျုပ်ဘုံတီးပြီးတော့လူပြိုလဲရင်ခမ ्या တို့နှစ်ယောက်လိုက်ရမှာနော်ဖိုးတွေနဲ့သားတို့ငြိမ်သွားလေတယ်ပြောရသည်မဟုတ်မောင်ဘိုးတင်ကပြောရင်တကယ်လို့သည်ဒေါက်တာဘင်းညိုစားဘုံနဲ့အစားထိုးမြူပြောကခက်ချီမြူတွေးနေပုံပေါ်တော့ဤသူတို့သုံးယောက်စကားမပြောဘဲအတန်းကြားငြိမ်နေတော့တယ်အဲအချိန်မှာမောင်ဘိုးတင်အိတ်နေတဲ့ຫນွယ်ကျိုးနားမှာလှုပ်ရမ်းလာရာဖိုးတွေနဲ့သားကမျက်လုံးများပြူးကျဲသွားပြီးဘိုးတင်မင်းຫນွယ်တွေလုံနေတယ်ဟာမောင်ဘိုးတင်ကຫນွယ်ကျိုးများပေါ်မှာအောက်ကိုဆင်းလိုက်လေတယ်ဖိုးတွေနဲ့သားသည်လည်းလိုက်ပါဆင်းလိုက်ကမောင်ဘိုးတင်နားကိုသွားရက်နေလိုက်တယ်မောင်ဘိုးတင်ကညောင်မင်းကြီးကိုကြည့်ပြီးတော့ပြုံးကတရေတကောင်မွေးမလို့ရှာနေတာအတော်ပဲတင်းတိုင်းသွားစရာမလိုတော့ဘူးမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးတွေနဲ့သားတို့လန့်ဖြန့်ကမောင်ဘိုးတင်နောက်ကိုဝင်လိုက်လေတယ်မောင်ဘိုးတင်တဲ့ကြီးတဲ့ဖိုးတွေနဲ့သားသည်ကခလေးသားမောင်ဘိုးတင်ရဲ့နောက်မှာရက်လိုက်ပြီးမောင်ဘိုးတင်ပကုံးကိုကိုင်းကဘိုးတင်ငါကြောက်တယ်ကွာမင်းဘာတွေလုံးမလို့လဲမကြောက်ပါနဲ့ဗျာဘိုးတင်ပါရင်ဘယ်သူမှဒုက္ခမရောက်စေရဘူးအေးပါကွာခင်ဗျားတို့ကြောက်စရာလမ်းစရာတွေမြင်ရရင်မပြေးနဲ့နော်ပြေးရင်တော့ကြုတ်လဲတောင်းမမြူနိုင်ဘူးမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးတွေနဲ့သားတို့ခေါင်းကိုသာညှိလိုက်ပြီးအတန်မထွက်တော့ပြီအတန်မထွက်တော့သူတို့ဟာမောင်ဘိုးတင်မှနောက်လှည့်ကြည့်လိုက်ပြီးကြောက်နေစမ်းပါလေဗျာအေးပါကွာမင်းကိုအားကိုးပါတယ်ဘိုးတင်ဟာဟုတ်တယ်အားကိုးပါတယ်ကွာဖိုးတွေနဲ့သားတို့စကားကြောင့်မောင်ဘိုးတွေကျင်းနဲ့စွာတစ်ချက်ပြုံးလိုက်ပြီးညောင်မင်းကြီးကိုကြည့်ကမန်တန်တပုတ်ကိုမျက်လုံးမှိတ်ပြီးတော့မန်ပါနဲ့ရွတ်လိုက်ကဒီပင်ကတရဲ့နင်းကုန်ကမွေးခြင်းနဲ့လက်ခံကအခုချက်ချင်းငါရှိလာခဲ့မောင်ဘိုးတင်ကစကားဆုံးတာနဲ့ညောင်မင်းကြီးရဲ့ပင်စီမှာရှုပ်ပွားနေတဲ့ဇပင်ကိုဖားရချထားပြီးစနွေးများပမာဝင်းဝါနေတဲ့မျက်နာမှာမျက်စိတို့ကမဲနေနေတယ်အမေအောင်တမိန်ကြီးကိုရင်ရှားထားပြီးတော့အကြည့်ရဆိုးတဲ့တရေမာတကောင်မှမောင်ဘိုးတင်မလန်းမကန်းတွေရက်နေလေတယ်ဖိုးထွေးနဲ့ตาရတို့ဒီကတုံရင်နေပြီးမောင်ဘိုးတင်ပခုံးကိုသာတင်းစုပ်ကင်ထားကြရာကိုဘိုးလေးနဲ့ကိုသာကျုပ်ပခုံးကျိုးတော့မယ်ဗျနားလိုက်တာဗျလွတ်ကြအောင်ကြောက်လို့ပါကွာဘာမှမကြောက်နဲ့ကျုပ်ရှိတယ်အေးပါကွာမောင်ဘိုးတွေကကြံသူနှစ်ယောက်ကိုမကြောက်ရင်ပြောလိုက်ပြီးတရေမကိုစိတ်ကြည့်ကတရေမနင်းနာမည်ဘယ်လိုခေါ်လဲမြခင်ကိုတရေမပြောလိုက်တော့ကြောင့်သူကြီးအမေနာမည်နဲ့တူပါလားဟုတွေးလိုက်တယ်သူကြီးအမေဖြစ်နေမလားဆိုတဲ့အတွေးတော့မောင်ဘိုးတင်စိတ်ထဲမှာတစ်စက်ကလေးများရှိမနေပါဘာကြောင့်လဲဆိုတော့မောင်ဘိုးတင်တွေးထားတော့သူကြီးအမေမှာမင်းသမီးလေးတမလှပသည်ဟုထင်ထားတာကြောင့်သူကြီးရှိမှရှိတဲ့တရေမအားသူကြီးအမေကိုလုံးဝကိုမထင်မိပါအဲဒီနောက်မောင်ဘိုးတင်ဟာတရေမကိုနင်းကငါ10ရက်ကိုအမဲသား2ပိတ်သာကျွေးမယ်နင်းကငါခိုင်းတာလုံးဝမယ်လုံးမလားပြောစမ်းလုံးမယ်တရေမကကွဲအပ်6ကတ်နေတဲ့အတန်ဖြစ်ပြန်ဖြေလေတယ်အဲဒီကမောင်ဘိုးတင်ကလုံးမယ်ဆိုစာချုပ်ချုပ်ရမယ်နေနေတဲ့နေရာကိုပြောဒီညောင်မင်းမဲအေးပြီးရောမောင်ဘိုးတင်ကညောင်မင်းပင်စီနားကိုသွားပြီးသူ့ရဲ့လက်ထိတ်ကိုလွယ်ထဲမှာပါလာတဲ့ဓားလေးနဲ့ဖောက်လိုက်ပြီးတော့ညောင်မင်းပင်စီကိုသွေးများပေစီပြီးနိုင်ငါဘိုးတင်တရေမများခင်ကို10ရက်ကိုအမဲသား2ပိတ်သာကျွေးပါမည်မကျွေးပါကငါတဲ့ငါမိသားစုဒုက္ခရောက်စေတရေမများခင်သည်ငါဘိုးတင်ခိုင်းမကိုလှုပ်ရမည်မောင်ဘိုးတင်ကတရေမကိုမွေးပြီးဖြစ်၍တရေမဘက်ကိုလှည့်ကာနေကငါပိုင်ပြီနော်ငါတော့လိုက်ခဲ့သိစိမ့်ရွာတဲ့တရေဘူးတဲ့သူကိုငါမိန်ပေးမောင်းထုတ်လိုက်ကြားလားနောက်တစ်ခါပြန်မပူးနိုင်အောင်လှုပ်ပေးနိုင်တော့ကြားလား
ဒီမှာကမောင်ဘိုးတင်ရဲ့စကားကိုကောင်းညှိပြီးပျောက်ကွယ်သွားပါတော့တယ်မောင်ဘိုးတင်လည်းဖိုးထွေးနဲ့ตาရကိုခေါ်ကာတစ်စိမ့်ရွာကိုခရီးဆက်လာပါလေတော့တယ်မောင်ဘိုးတင်တို့ညနေနေဝင်လူမှာတစ်စိမ့်ရွာအဝင်ကိုရောက်လာကြလေတယ်ရွာဝင်မှာတစ်စိမ့်ရွာမှာဦးစောဆိုသောသူနဲ့ကိုမိုင်းဆိုသည့်လူနှုတ်ရက်ဆောင်ကမောင်ဘိုးတင်ကိုမြင်ကြသောအခါဘိုးတင်ဆရာကြီးမပါဘူးလားမပါဘူးဗျအဖကျုပ်ကိုပဲလွှတ်လိုက်တာဟုတ်ပါမလားကွာတုံဆရာတွေမရလို့ဆရာကြီးကိုပင့်တာနော်မယုံရင်လည်းကျုပ်ပြန်ုံပဲလေကျုပ်ဘာကိုပြန်ပြောလိုက်မောင်ဘိုးတင်ကဖိုးထွေးတို့ကပြန်ပြီးဦးသဘောနဲ့မျက်စာပစ်ပြလိုက်ပြီးနောက်ပြန်လှည့်လိုက်တဲ့အခါဦးစောဆိုသူမအာဘိုးတင်မပြန်ပါနဲ့ကွာလာလိုက်ခဲ့ပါဆရာကြီးကမင်းကိုလွှတ်လိုက်တာဆိုတော့လေမင်းပဲကုပေးပါပြီးတာပဲဗျာဒါဆိုလဲရှေ့ကလမ်းပြအော်နေဦးခဏလေးမောင်ဘိုးတင်ကရှေ့မှသွားတော့မယ်ဦးစောနဲ့ကိုမိုင်းကိုလက်ကပြလိုက်ပြီးလွယ်ထားတဲ့ထမင်းကြိုင်းနဲ့လေးကွလောက်စာစားရှိသည်များကိုထည့်ထားတဲ့လွယ်အိတ်ကိုချွတ်လိုက်ပြီးဖိုးထွေးကိုပေးလိုက်ကဒေချာတဲခဲ့တော့ဂယုဆိုင်လွယ်ကြလာဖိုးထွေးကမျက်စိတစ်ဖက်မှိတ်ပြပြီးတော့ပြောလိုက်ရပါဖိုးထွေးအောင်သက်သက်နဲ့လွယ်အိတ်ကိုယူလိုက်ရတော့တယ်အဲဒီနောက်မောင်ဘိုးတင်ကလက်တစ်ဖက်နဲ့ဦးစောတို့ဟာသွားဟူသောသဘောနဲ့ပြလိုက်ပြီးတော့လက်နှစ်ဖက်ကိုနောက်ပစ်ကကြော့မော်စွာနဲ့လမ်းလျှောက်နေလေတော့တယ်သူဤစိတ်ထဲမှာဟန်နဲ့ပန်နဲ့နေဟူသောဦးအောင်၏စကားကိုနားထောင်နေသည်ဟုတွေးနေရင်လက်နောက်ပစ်ပြီးတော့လမ်းလျှောက်လို့သွားနေပါလေတော့တယ်ရေနံစီမီးခွက်ရဲ့အလင်းအောင်အောက်မှာအသက်15နှစ်ရွယ်ကောင်လေးတယောက်မျက်လုံးပြူးလိုက်အန်ကျိတ်လိုက်နေပါဇက်မှလည်းငါ့ကိုအမဲသားကျွေးမကျွေးရင်ဒီကောင်လေးကိုတတ်စားမယ်အကွဲနေတဲ့အတန်ကြီးနဲ့ပြောတဲ့စကားသည်ကောင်လေးရဲ့ခန္ဓာကိုယ်နဲ့မလိုက်ဖက်စွာထွက်ပေါ်နေလေတယ်အဲဒီချိန်မှာဘိုးထင်တို့ရောက်လာပြီးတော့အဲဒီဝင်ရောက်ပူးကတ်နေတဲ့ကောင်လေးနားကိုဝင်ထိုင်လိုက်ပြီးအိမ်ပေါ်မှာရှိတဲ့ကောင်လေးရဲ့မိဘများကိုဘလို့စားဖြစ်တာလဲကျုပ်ကပြောသမ်းတော်တဲ့ထင်းခုတ်ကအပြန်ဖြစ်တာပဲဘိုးထင်ဘိုးထင်ကမျက်နှာကိုမကြည်မသာလှုပ်ပြီးတော့ချောင်းဟန်းလိုက်ရာအစောကပြောသောဝင်ပူးကန်ကောင်လေးရဲ့ဖခင်သည်ပြန်၍ပြောလေတယ်တော်တယ်သွားပြီးဖြစ်တာပါပဲဆရာလေးဘိုးထင်ကျုပ်ကိုမပင့်ခင်တခြားသူတွေကိုပင့်သေးလားပူးကန်ရဲ့အကောင်ပြောသလိုလိုက်လို့လားဆရာနှစ်ယောက်တော့ပင့်ပြီးထားပါသေးတယ်သူတို့ပြန်သွားတယ်ပြန်ပူးတာပဲအမဲသားလဲသွားကြွေးပါတယ်ကျွေးနေတော့ခဏပဲပြီးရင်ပြန်ပူးတာပါပဲဆရာလေးဘိုးတင်ကဲဘာမှပူနေကြနဲ့တော့ဆရာအုံးရဲ့တပည့်ဆရာဘိုးတင်ရောက်လာအကုန်ပြောက်ပြီးသားမှတ်မောင်ဘိုးတင်ကအဲ့ဒီလိုကိုရီသွေးပြောဆိုနေစင်မှာဝင်ဘူးခံရတဲ့ကောင်လေးကမောင်ဘိုးတင်ဟာလေဘင်းကိုညှစ်မိဟန်ပြုတ်လုံနေစင်ညခင်ဒီကောင်နောက်တစ်ခါပြန်မပူးရအောင်လှုပ်လိုက်စမ်းမောင်ဘိုးတင်ရဲ့စကားဆုံးသွားတာနဲ့ဝင်ဘူးခံရတဲ့ကောင်လေးဟာနောက်ကိုလန်ကျသွားပြီးမျက်လုံးများပြူးကငိမ်သက်သွားလေတော့တယ်ခဏကြာသောအခါမှသတိပြန်ရလာကအမေကျုပ်ဘာဖြစ်တာလဲဟမ်ဘိုးတင်ကဘယ်လိုလုပ်ပြီးရောက်နေရလဲစိုးရီနေဘာမှဖြစ်တော့ဘူးနော်ဆရာလေးဘိုးတင်လို့ခေါ်နင့်ကိုသူကကုပေးလိုက်တာဗျာဆရာလေးဘိုးတင်ဟုတ်လားမောင်ဘိုးတင်ကအိမ်ရှင်များကိုကုသငွေ90တောင်းလိုက်ရာကြည်ပြူစွာနဲ့ပေးပြီးတဲ့နောက်မောင်ဘိုးတင်ကအိမ်ရှင်များချပေးတာရေနွေးချမ်းကွက်ကိုဟန်ပါနဲ့ကင်လိုက်ပြီးကဲကျုပ်တပည့်လေးလည်းဘိုက်စာနေလောက်ပြီညစာလေးကျွေးဖို့အစီအစဉ်ရှိရင်ကျွေးလိုက်ကြပါဦးမောင်ဘိုးတင်ကရေနွေးချမ်းကိုတောက်ရင်လည်းအဲ့ဒီလိုပြောလိုက်တဲ့အခါဖိုးထွေးနဲ့ตาရမျက်လုံးပြူး၍မောင်ဘိုးတင်ကကြည့်နေကြလေရာမောင်ဘိုးတင်ကမမြင်ဟန်မျက်နှာလွှဲနေလိုက်ပါတော့တယ်ဇိုးဝေကိုအပထုတ်ပေးပြီးတဲ့နောက်ဇိုးဝေမိဘများဟာမောင်ဘိုးတင်တို့ကိုညစာကိုကောင်းမွန်စွာကျွေးမွေးနေသည်မောင်ဘိုးတင်မှာအားရပါရထမင်းစားနေရဖိုးထွေးကဆရာလေးဘိုးတင်ကညစာအသားဟင်းနဲ့မစားဘူးကြက်ကာလာသားဆိုပိုးလို့တော့မစားဘူးဗျာဖိုးထွေးကအဲ့ဒီလိုပြောကကြက်ကာလာသားချက်ကိုဘိုးတင်နဲ့ဝေးရာကိုဆွဲလိုက်တယ်တာရကလည်းဖိုးထွေးနီးတူဟုတ်တယ်ဗျာဆရာလေးဘိုးတင်ကဝက်သားတွေလည်းမစားဘူးနည်းနည်းပဲစားတာမောင်ဘိုးတင်ထဲစားပြီးတော့လဲတာရကမောင်ဘိုးတင်မလန်းမကန့်မှဝက်သားရေးပကံကိုသူ့ချိတ်မှာချလိုက်လေတယ်မောင်ဘိုးတင်ကထမင်းစားအနေနဲ့ဖိုးထွေးနဲ့တာရကိုမျက်လုံးပင့်ကြည့်လိုက်တယ်။တို့ပေမဲ့ဖိုးထွေးနဲ့တာရတွေကမမင်းကြောင်ဆောင်ကထမင်းစားနေကြလေတယ်။အဲဒီနောက်မောင်ဘိုးတင်ကတပည့်လေးတွေကမသိဘူးထင်တယ်။အဲဒီအသားဆောင်တာတွေဘာတွေကမနေ့ကနောက်ဆုံးနေလေတပည့်လေးတွေမင်းတို့မပြောလိုက်ရဘူး။မောင်ဘိုးတင်ကအဲဒီလိုပြောပြီးတော့ဟင်းကွက်များကိုပြန်ဆွဲယူလိုက်ပါတော့တယ်။မောင်ဘိုးတင်တို့ကအပထုတ်ပေးရအိမ်ကနေထွက်လာပြီးမောင်ဘိုးတင်ရဲ့ဖခင်အိမ်ကိုလှမ်းလာခဲ့ကြတယ်မောင်ဘိုးတင်ရဲ့ဖခင်အိမ်ကိုရောက်တော့မောင်ဘိုးတင်ရဲ့ဖခင်ဦးကောင်းကကိုယ့်ပြစ်မှာထိုင်ပြီးအရက်တောက်နေလေတယ်။မောင်ဘိုးတင်အိမ်ဝိုင်းထဲဝင်သွားပြီးမိကွက်မထုံးအမောင်ထဲမှာအရက်တောက်နေတဲ့ဦးကောင်းကိုအဖေကျုပ်ဘိုးတင်ပါဘိုးတင်အလဲလာတာလားကွာမောင်ဘိုးတင်ခိတ္တကြောင်ငေးသွားလေတယ်။အမြဲဂျိုးကောင်လေးကိုခေါ်တဲ့အဖေဒီကအခုဘိုးတင်လို့ခေါ်နေပြီမဟုတ်ပါလား
သူငိမ့်ကြောင်နေစင်မှာဦးကောင်းကဆက်ပြီးတော့စကားဆိုလာတယ်ဘိုးတင်ထမင်းကိုစားပြီလားနေလေကငါချက်ထားတာရှိသေးတယ်ကွာသွားစားဒီမှာအိမ်မှာမဟုတ်လားဟာဟိုနောက်ကဧည့်သည်တွေပါလာလားမီးအောင်မရှိလားအောင်မေးမေးလေးအောက်မှာဘိုးတင်နောက်မှာဖိုးထွင်းနဲ့တာယာတို့ကိုကြည့်လိုက်ပြီးဦးကောင်းပြောလိုက်ရာမောင်ဘိုးတင်ကခေါင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်ဖေကျုံနေတဲ့ကြွားပါကျုံနောက်ကိုအဖော်လိုက်လာပြီလားသူတို့အတွက်ကိုပဲဆိုထမင်းချက်ရလိမ့်မယ်ငါလှဝင်းတို့အိမ်ကဟင်းနေသွားယူလိုက်အောင်မယ်ဒီနေ့ဒီကောင်တွေဝက်ဖော်ထားတယ်ဖခင်ဖြစ်သူရဲ့ပြောင်းလဲသွားသောဆက်ဆံမှုကြောင့်မောင်ဘိုးတင်အန်အောဝမ်းသာလုံး၍ဘာပြန်ပြောရမည်နည်းဟုတွေးတောနေစဉ်မှာဖိုးထွင်းမှဦးကောင်းဟာစကားအစပြောလိုက်တော့တယ်ဦးလေးကျုပ်တို့ကညသာစားပြီးပြီဗျဟေးဟုတ်လားစိုးကြီးအရက်ဆိုင်ကလားမဟုတ်ဘူးဗျဘိုးတင်အပားထုတ်ပေးတဲ့အိမ်ကကျွေးလိုက်တာဟာဘိုးတင်ကအဲ့ဒီပညာတွေတတ်နေပြီလားဟုတ်တယ်ခင်ဗျအေးကောင်းတယ်ဘိုးတင်ငါမီးခွက်သွားထွန်းလိုက်အောင်မယ်ကွာဦးကောင်းကကိုပြင်းမထရန်ပြင်လိုက်စဉ်မောင်ဘိုးတင်ကရတယ်ဗျကျုပ်သွားထွန်းလိုက်မယ်မီးချင်းနဲ့မီးခွက်အရင်နေအောင်မလားအေးဟုတ်တယ်ရတယ်ကျုပ်သွားလိုက်မယ်မောင်ဘိုးတင်ကအိမ်မော်ကိုတက်သွားလိုက်လေတယ်မကြမီမောင်ဘိုးတင်ရဲ့အိမ်လေးဟာမီးရောင်လေးများထွန်းလင်းလာလေတော့တယ်အဲ့ဒီချိန်မောင်ဘိုးတင်တို့အိမ်ဝိုင်းထဲကိုလူတယောက်ဝင်လာလေတယ်ဝင်လာတာနဲ့အဲ့လူရဲ့ဗဇက်မှာလဲဘိုးတင်ဆိုတဲ့ကောင်ကျွာလာတာတော့ငါ့ကိုမပြောဘူးတကယ့်ကောင်အဲ့ဒီလူမှာမောင်ဘိုးတင်ကိုငယ်ငယ်ကလေးကတန်ရုံးစင်ရှိနေတော့အရက်ဆိုင်ပိုင်ရှင်ကိုစိုးကြီးဖြစ်တော့တယ်ကိုစိုးကြီးကမီးခွက်ထုံးပြီးတော့ပြန်ဆင်းလာတဲ့မောင်ဘိုးတင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးမင်းဆိုတဲ့ကောင်ကွာတကယ်ကိုနေနိုင်တာပဲရွာအောင်ရောက်ချင်းငါစီဝင်လာပါအောင်ဟာဘယ်နှမဝင်မလို့ပဲဦးစိုးကြီးကထမင်းစားပြီလားမင်းငါ့ရင်လိုက်ခဲ့ကွာငါကြက်ကလာသားချက်ထားတယ်စားပြီဗျအဲ့ဒါဆိုလည်းငါဟင်းသေးခဲ့မယ်ကွာအဲ့လိုလေကောင်းတာပဲဗျဆိုင်းတောင်းနေစကားပြောရတာပေါ့တမင်းဧည့်သည်တွေဒါလုံးတတ်လားကိုစိုးကြီးကလက်မပါဇက်ထက်မော့ပြရင်လည်းပြောလိုက်ရာမလုပ်တတ်ဘူးဗျဒါပေမဲ့အဖေတို့တော့ယူပေးခဲ့ပါဦးမင်းအဖေကိုလည်းတေးစားကြည့်ရောစွတ်ပြီးတော့တိုက်မနေနဲ့ငါသွားယူလိုက်မယ်အားဆိုဦးစိုးကြီးပြောမှမောင်ဘိုးတင်လာရောက်အောက်မှာသူ့၏ဖေအားတေးချာကြည့်လိုက်မိတော့တယ်မျက်နာအပါဝင်အသားအရည်ကဖောင်းပွားနေပြီဖြစ်လေတယ်နှစ်ရှည်လာများအရက်ကြီးတောက်နေတဲ့ဖခင်ဒီကပွာရောင်းတဲ့အသားရည်ကိုပိုင်ဆိုင်နေပြီဖြစ်တယ်မဟုတ်ပါလားဦးကောင်းဒီကဖိုးထွေးတာရတို့နဲ့ရီကမောကစကားကောင်းနေပြီဖြစ်တော့တယ်မကြတော့ချိန်မှာကိုစိုးကြီးရောက်လာပြီးကြက်ကာလာသားချက်များကိုအိုးလိုက်မလာကအရက်တပလင်းမှာခါထိုးလာလေတယ်အဲ့ဒီရက်ပလင်းကိုမောင်ဘိုးတင်ကိုပေးလိုက်တော့ခါဦးကောင်းကဘိုးတင်မင်းအရက်တောက်တက်နေတာလားမတောက်ပါနဲ့ကွာမတောက်ပါဘူးဗျအဖေတို့ကြောက်မှားလိုက်တာငါလည်းအရက်များနေပြီအရက်ရဲ့ကြေးကြုံဖြစ်ပြီးတော့မင်းကအပြစ်ဖို့မိတယ်ငါတောင်းပန်ပါတယ်ကွာဦးကုန်းပြောတာမှန်တယ်ကွာတကယ်တော့ဒါမင်းနဲ့ဘာမှမဆိုင်ပါဘူးကွာထားလိုက်ပါတော့ဖေဟာအခုပြပြပါစားကြတောက်ကြတာဗောနော်အရက်တော့မတောက်ကြဘူးနော်အင်းပါဗျသူတို့အားလုံးလဲရီကမောကနဲ့စားတော့ဝိုင်းလေးကစိုးပြေးသွားရှိနေပြီအဲ့ဒီနောက်ဦးစိုးကြီးပြန်သွားချိန်မှာမောင်ဘိုးတင်တို့အိတ်ဖို့ပြင်ဆင်လိုက်ကြပြီးအိတ်ဆက်လိုက်ကြတော့လေတယ်သူတို့အိမ်မောကြနေတဲ့အချိန်မှာအိမ်ကွပ်ပြစ်ပေါ်မှာအမျိုးသမီးတူထိုင်နေပြီးတော့တစ်ချက်ငိုရှိုက်တန်ကထွက်ပေါ်လာသည်ကိုသူတို့အိတ်ပျော်နေသောကြောင့်ကြားနိုင်ကြမည်မထင်ပေမောင်ဘိုးတင်တို့တစ်စိတ်ရွာလေးမှမနက်စောစောထွက်ခဲ့ရာဘေပင်ရွာသို့ညနေချိန်ပြန်ရောက်လာလေတယ်ရွာထိပ်ရောက်တာနဲ့တာရကမောင်ဘိုးတင်ကိုစကားဆိုလေတယ်ဘိုးတင်မင်းတော့ငါတို့လိုက်ပေးတယ်နော်မင်းလည်းငါတို့ကူညီတောင်းရင်ပြန်လုပ်ပေးရမယ်စိတ်ချပါဗျာကိုသားတို့အတွက်ဆိုကျုပ်ကစေနာအပြည့်နဲ့ကိုကူညီပေးမှာကိုသားတို့လို့မဟုတ်ဘူးနော်ငါတို့ကမင်းကိုစေနာမပါဘူးလို့ပြောရလားဝတ်သားကွက်ကြီးဆွဲသွားတာစေနာပါတာလားဗျာမင်းအောင်ဒိုးကိုများတပယ်လေးပါလိမ့်နော်ဟမ်အဘဟိနဲ့ဟန်နဲ့နေဆိုလို့ပါဗျာကထားလိုက်ပါကွာနောက်2ရက်လောက်နေမင်းငါတို့နဲ့လိုက်ခဲ့ရမယ်ဘယ်လိုတော့ဗျာမင်္ဂလာကိစ္စလို့သာမှတ်ကွာကဲသွားပြီဖိုးရင်းနဲ့သားမောင်ဘိုးတင်ကိုနှုတ်ဆက်ကသူတို့၏အိမ်များကိုထွက်သွားကြလေတယ်မောင်ဘိုးတင်ကလည်းဦးအောင်ရဲ့အိမ်ကိုရောက်တာနဲ့ဦးအောင်ကိုငွေ90အကုန်လုံးကိုအပ်လိုက်လေတယ်ဦးအောင်ကမောင်ဘိုးတင်ကိုငွေစိတ်ပြန်ပေးတဲ့အခါမှာမောင်ဘိုးတင်ကဘာကျုပ်မြူချင်ဦးပါရဲ့ယူပါကွာမင်းကလည်းမင်းကုထားတာကျုပ်ကငွေစိတ်ကိုမြူချင်ဦးဗျာကျုပ်လိုချင်တာရှိအဘကိုပြောမယ်အဘဝယ်ပေးဗျာအေးပါကွာအဲ့ဒါဆိုလည်းကောင်းပြီမင်းလိုအပ်တာရှိရင်သာပြောကွာပြောမှာပါဗျမောင်ဘိုးတင်ရဲ့စိတ်ထဲမှာ6လုံးဘက်ဘုံကိုတွေးနေသည်ဆိုတာဦးအောင်မသိနိုင်ပြီဦးအောင်ကမောင်ဘိုးတင်နဲ့အတူပါလာတဲ့တရေမအားခြံဝါမှာတွေးလိုက်ရ၍မင်းတကောင်ဖမ်းခဲ့တာလားဟုတ်တယ်ဗျဘယ်နားလေးနေရာပေးရမလဲဗျမင်းရေသွားချိုးပြီးနားလိုက်တော့ငါပဲကြည့်လို့လိုက်မယ်ဟုတ်ကဲ့ဗျမောင်ဘိုးတင်ကလွယ်ကိုအိမ်အောက်မှာချိတ်ကအိမ်မော်ကိုတက်သွားလေတော့တယ်
ဦးအောင်ကခြံဝါကိုသွားလိုက်တဲ့အခါခြံဝါမှာရက်နေတဲ့ညောင်မင်းကြီးမှတရေမှာတွေးလိုက်ရာနင်းကညောင်မင်းကတစီမဟုတ်လားဟုတ်တယ်နင်းကိုဘိုးတွေကဖမ်းလာလားအော်ဘူးငါလိုက်လာတာနင်းနဲ့သူနဲ့ဘာဆိုင်လို့တော့အဲ့ဒါငါသားဟင်ဦးအောင်ကတစီမကိုတေချာကြည့်လိုက်ကနင်းပြန်တော့နင်းနဲ့ဘိုးတွေကဘာမှမဆိုင်ဘူးနင်းနဲ့သူနဲ့ဘဝချားနေပြီပြန်တော့မပြန်ဘူးငါစကားကိုနားမထောင်ဘူးပေါ့ဦးအောင်ကခြံဝါမှာရှိတဲ့ဩဇာပေမအရွက်ကိုခူးကာမြေအောက်ကိုချလိုက်ပြီးဖနှောင်းနဲ့ပေါက်ကပြန်ကောက်ပြီးတော့တစေမကိုပြစ်ပေါက်လိုက်တဲ့အခါတစေမအနာကိုအရေးမဲမှများစွာဦးအောင်ရဲ့အိမ်ဝိုင်းထဲမှာထွက်လာပြီးတစေမကိုရစ်ပတ်ပြီးတော့ရွာအပြင်ကိုတဲဆောင်သွားပါလေတော့တယ်အဲဒီနောက်ဦးအောင်လည်းတပ်ပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်ပြီးတော့အိမ်အောက်မှာရှိတဲ့တန်းလျားမှာထိုင်နေခဲ့ပါတော့တယ်များမကြပြီးရေမိုးချိုးပြီးတဲ့မောင်မိုးတွေကတန်းရမှာလာထိုင်ပြီးအဖကျုပ်ခေါ်လာတဲ့ကောင်မရောလူလေးအဲ့ဒီလိုမခေါ်နဲ့လေအဖပဲအဲ့လိုပြောရမယ်ဆိုဦးအောင်ခေတ္တငြိမ်သက်သွားပြီးတဲ့နောက်ကောင်းလေးမင်းခေါ်လာတဲ့သူ့ကိုငါလွတ်လိုက်ပြီဟာဘာလို့လဲဖရဲ့စာချုပ်တော်ချုပ်ထားပြီးပြီကိုဘာမှမဖြစ်ပါဘူးကွာငါလွတ်လိုက်တာအဲ့ဒီတည်းမှာကျုံမေရဲ့နာမည်နဲ့လာတူနေရဲ့ဗျအဖရဲ့နာမည်သာတူတာပါဗျာကျုံမေရဲ့ရုံနဲ့တော့တခြားစီနေမှာသူကြောက်စရာရုပ်ကြီးလေကျုံမေကမင်းသမီးလေးလိုလှတဲ့ရုပ်လာလာမှမဆိုင်ပါဘူးဖရာသိလားစပွဲကုံပေါ်မှာရှိတဲ့ရင်နွေးချမ်းအိုးထဲမှာရင်နွေးချမ်းကိုရင်နွေးပကံလုံးထဲကိုငှဲ့ပေးရင်းနဲ့ပြောနေတဲ့မောင်ဘိုးတင်ကိုဦးအောင်တယောက်ဂယူနာသက်စွာကြည့်ရင်တစေမာကြီးဟာသူ့ရဲ့အမေဖြစ်သည်ဆိုတဲ့ကိစ္စအားဖုံးကွယ်ထားလိုက်ပါလေတော့တယ်